ဟိုနံပါတ်40ကတောင်းအကြောင်းဖြစ်ခြင်းတဲ့ဆုံးမြောင်းမှုမှန်တော့ကိုဆုံးတဲ့ဒီဆိုင်ဖို့ပြနဲ့ရှင်ဒီမှန်တဲ့အရာပေါ့နော်ဟုတ်ပြီဒီ tracker လေးကိုခရော့ပြထားတယ်သူ့ရဲ့ဖြစ်မှန်လေးဝါမှုချထုံချရဲ့ထုံရင်ကုန်ချရနုံကိုတဲ့နော်ဒီ tracker ရဲ့ဖြတ်သန်းသွားလာခြင်းကိုတားမြစ်ထားတဲ့အရာတဲ့လွယ်ပါတယ်နောက်တစ်ခုနော်နံပါတ်40ကတောင်းမဲ့ဆိုဒီအောက်ပါတီတွေကနေပြီးတော့ခြားတန်းကြောင်ကိုသွန်းတဲ့ဒီကားရဲ့30ပေးချက်ပြမီဖြူရှိနေရုံလို့ထုလင်းကိုဒီအချက်ပြမီဒီလေးပုံလေးတွေနဲ့ပေါ့ဒီဖော်ပြပါဒီအကြောင်းအရာတွေနဲ့ဒီမှားတဲ့အရာနော်ပုံနဲ့စာနဲ့မကိုက်တဲ့အရာကိုသူကရွေးခိုင်းတာနော်ဟုတ်ပြီသူ့ရဲ့အဖြေမှန်ဆိုနံပါတ်အောက်ဆုံးမှာပေါ့နော်၄ပုံ400တဲ့နော် green ဒီစာပေါင်းကတော့တဲ့ဒီ ABS brake cookie နှုံးကွာဒီ ABS brake system နဲ့ဒီ brake စွမ်းဆောင်ရည်နဲ့တဲ့ခွာလျောင်းကြောင်ကိုသူတက်ဆိုင်နဲ့ဆက်ဆက်တဲ့ဒီသတိပေးချက်ပြမိပါတဲ့နော်သူပြောထားတာကြီးမှားနေတယ်ပေါ့နော်သူကနံပါတ်4ပုံကကျတော့ဒီ engine wire ဒီမလုံလောက်တဲ့အခါမှာ engine wire လဲရတဲ့အခါမှာသူအချက်ပြတဲ့ဟာပေါ့နော်ဒီနံပါတ်4ရဲ့နော်1နဲ့3ကကျပုံနဲ့စာရည်နဲ့ကိုက်နေတယ်ဒါဘူးတူရနဲ့ကြည့်ကြည့်မယ်ဆိုရင်1ကကျတော့ဒီအင်ဂျင်ချေဟိုချန်ချီဒီကားရဲ့ဒီ control system နဲ့ဘယ်ကီကတ်စုချေဟိုဒီ iso byte ဒီအငွေးထုတ်လို့မှုထိန်းချုပ်မှုနေတဲ့ခွန်လျောင်းတက်ဆိုင်တဲ့ sensor e-sen ဆိုတာဒီ sensor ပေါ့နော်ဒီ iso တွေဒီ control system တွေနဲ့တက်ဆိုင်တဲ့ဒီ sensor တွေsensor တွေအားတဲ့နော်ထူးခြားချက်ရှိတဲ့အခါမှာဒီအာလီနုံးဆိုတတိပေးတဲ့မီဖြစ်ပါတယ်တဲ့နံပါတ်1ကကျသူကလည်းသူကိုက်နေတယ်နံပါတ်2ကကျတော့ green 2ကကျတော့တဲ့ဒီwasher air ဆိုတာကဒီဆေးတဲ့အရည်ပေါ့နော်ဒီဆေးတဲ့ဒီတုတ်တဲ့အရည်ဒီမှန်ရှိမှဒီပြောရရင်ဖြန်းပေးတဲ့အရည်ပေါ့နော်အဲ့အရည်ရတဲ့ဘူချုရှီပေါ့နော်ဒီဆေးတဲ့အရည်ကဒီမလုံလောက်တဲ့အခါမှာဘူချုံအာလီနုံထပ်ဖြည့်ဖို့ကအတိပေးတယ်ခေါင်းကိုသွန်တတိပေးတယ်မိပါတဲ့ဟုတ်ပြီနံပါတ်3ကကျ green ဒီပုံ3ကကြတော့တဲ့ထိုင်ယောဂုံကြီးအပ်ဒီတာယာရဲ့ဒီလေးပုံချိန်ကားတဲ့နာကျူးရှိဆိုတာဒီနဲနေတဲ့အခါမှာတဲ့ဖြူချွန်းဂုံကြီးအပ်လို့ဒီလေးပုံချိန်အမှန်ပေါ့နော်လေးပုံချိန်အမှန်ဟိုတဲ့ဘူချွန်းထပ်ဖြည့်ဖို့ကတူနွန်ဒါမှမဟုတ်ထိုင်ယောဖာဆုံစမ်းတဲ့ဆိုတာဒီတာယာရဲ့ဒီပျက်စီးတဲ့အနေထားအခြေအနေကိုတဲ့အာလီနွန်အတိပေးတဲ့ခံကိုသူအချက်ပြမိပါတယ်နော်သူအဲ့အရာဒီ1နဲ့3ကမှန်းနေတယ်နော်အဲ့လိုမျိုးပေါ့နော်မိခွန်းပုံစံနည်းနည်းလေးခုနကနေလွဲသွားတယ်ကွဲသွားတယ်ပေါ့နောက်တော့ဒီ3ကတောင်းအကြောင်းဖြူချီဆိုချီချန်ဆွေတဲ့ကီဂျွန်တို့တွေဘာလို့ချီရအောင်ကိုဆိုတဲ့ဒီအောက်ပါဒီဆိုင်ဟိုပြရဲ့ဒီတက်စင်တဲ့နေရာနဲ့ပတ်သက်ပြီးတော့စံနှုံးနေနဲ့မမှန်တဲ့အရာပြောချင်တာပုံနဲ့စာနဲ့မကိုက်တဲ့အရာပေါ့နော်ဟုတ်ပြီသူ့ရဲ့အဖြေမှန်ကြတော့ဒီအောက်ဆုံးမှာနော်ဒီပုံရဲ့တဲ့ဒီတင်ဂီတာကတော့တဲ့သူတို့ဖို့ကြီးဒီလမ်းရဲ့အခြေကချိုးပွားကြီးနုံကြီးချောင်းဒီကျင်းသွားတဲ့နေရာကြောင်းဆိုမရောက်ခင်မှာတဲ့30မီတာနေကြီးဤပဲမီတာရဲ့ဒီမီတာ30ကနေဒီမီတာ200အတွင်းမှာတူတူဥချုကဲဆော့ချီရန်တာတဲ့လမ်းညာဘက်မှာတက်ဆင်ထားတယ်ပေါ့နော်ဒီဆိုင်ပေါ့ဗျာဟုတ်ပြီ तू ကဘာလို့ပုံနဲ့စာနဲ့မကိုက်တာဆိုတော့အောက်မှာဟဲဆောပူကီမှာသွားကြည့်လေဒီအောက်ဆုံးမှာကြည့်လေतू က50မီတာနေစတာပေါ့နော်ဒီ50မီတာနေစတာကို तू က30မီတာနေစတယ်ပြောလို့ဒီကမှားသွားတာပေါ့နော်အဖြေကဟုတ်ပြီ1နဲ့3ကိုတပူးတုဒအနေနဲ့ကြည့်မယ်ဆိုရင်တစ်ကကြတော့ A ဖြူကြည့်နော်နဲ့ဒီ A သင်္ကေတကတော့ပေါ့နော်နုံမြောင်းချောင်းချဒီနုံမြောင်းချောင်းချဆိုတော့ဒီဟိုဒီကားလန်းတွေဘေးမှာပဲ तू ကဒီတန်လန်းဒီယထာတန်လန်းလိုပုံစံမျိုးအဲ့တန်လန်းပေါ်ပေးတဲ့ဒီဘတ်စကားပုံစံပေါ့နော်လက်စစ်ဘတ်စကားပုံစံမျိုးပေါ့နော်အဲ့ဒီနုံမြောင်းချောင်းချဂီယိုချာတို့ချောင်းနဲ့ဒီလမ်းစုံမရောက်ခင်မှာပေါ့နော်အဲ့နုံမြောင်းချောင်းချကိုဖြတ်မသွားခင်မှာပေါ့50မီတာနေစပြီးတော့120မီတာအတွင်းမှာတဲ့ဒီဥချုညာဘက်မှာဂျုံငန်းဆိုအလဲမှာဥချုဆိုညာဘက်မှာဒီတက်ဆင်နိုင်တယ်ပေါ့နော်ဟိုနံပါတ်2ကကျတော့သူဝဲချောင်းကြီးချတာရှင်းပါတယ်နော်မီတာ30ကနေစပြီး120မီတာအတွင်းမှာတဲ့လမ်းရဲ့ညာဘက်မှာတက်ဆင်နေစီပုံကကျတော့ဒီကြောင်ဒီနေရီမာကြောင်စာဆိုတာဒီအစင်းပေါ့နော်အစင်းလန်းကတဲ့ရှီချသွင်းလုံးကြီးကြောင်ဒီစတင်မဲ့နေရာမရောက်ခင်ပေါ့နော်မီတာ30ကနေစပြီးတော့200မီတာအတွင်းမှာလမ်းညာဘက်မှာတက်ဆင်ထားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပူတူတာအနေနဲ့နောက်တော့ဟုတ်ပြီတောင်းကျူချေဖြူကြီးကတဲ့ဆော့ချီတွင်ချီရောကေဆိုတဲ့ online ခါနုံချရငောဒီအောက်ပါဒီစီကန်ဒီတင်ဂီတာပေါ့နော်စင်ငယ်တင်ဂီတာတက်ဆင်တဲ့နေရာမှာတဲ့ဒီမောင်းနေမှု
မောင်းနေလို့ရမယ်ပေါ့နော်။ onengi ခါနှုန်းချတဲ့မောင်းနေလို့ရနိုင်မယ်ကားကတော့တဲ့ရှင်ကတော့ပေါ့နော်ဟုတ်ပြီသူပြထားတာဒီထော်လာကြီးလေးရဲ့အပေါ်ထွန်းဆက်လေးရဲ့ကိုခရော့ပြထားတယ်ဟုတ်ပြီအဲ့မှာအဖြစ်မှန်ကတော့ဝါမှုချတုံချရတယ်နော်ဒီကုန်တင်ကားပဲမောင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာထော်လာကြီးမရဘူးထွန်းဆက်တွေမရဘူးသူအောက်မှာလည်းပြရတယ်ကြောင်းကြီးထရထောဆိုတာထွန်းဆက်ဒီစွန်းစုတဲ့ဆိုလက်တွန်းလဲအဲ့သုံးမျိုးမရဘူးပေါ့နော်နောက်တစ်ပုတ်다음 기재 표지에 대한 설명으로 많은 것은 이 아빠 이 시민시간 등기단에 받다비로 신배자님의 만간의 야가로 최저 속도 제한 표지 이 안내송 스피드 안내송 시 이 제한 표지 간다체 어비 30km 30km အနည်းဆုံးမောင်းမယ်ပေါ့နော်ဒီနေ့လေးဟိုဟာလေးကဘားလေးအောက်မှာရှိရဆိုတော့နော်ချွဲချို速度ဘားလေးအပေါ်မှာဆိုတော့ချွဲကူ速度ပေါ့ဟုတ်ပြီနောက်တစ်ပုတ်다음 안정 표지의 명칭으로 많은 거 없이 이 오빠 이 사이버 비아의 아미나마 뭐노 또의 아미야 아미니네 만에 야로 바로 양주 방소와 양주 방향으로 표현하노 이 배배도래야 냐배도래야래 이 나파 도알라로 야래 마운인로 야래 표지 땡기다 뭐노 양주방 통인 표지 나도 다음 안정 표지에 대한 설명으로 많은 거 ဒီပုံနဲ့ပတ်သက်ပြီးမှန်တဲ့အရာကတော့ B4 ဆိုပြီးတော့ဒီဘယ်ဘက်ကွေးတာလေးကိုပြထားတယ်ပေါ့နော်ဟုတ်ပြီဒါမျိုးပြထားတယ်ဒီလမ်းစုံမီးပွိုင်းအထက်မှာဒါမျိုးဆိုင်းပုတ်လေးပြထားတယ်ဆိုရင်နှုတ်ဆက်ရှင်းနှုတ်ရဲဆိုတဲ့ဒီမီးစိမ်းပေါ့နော်မီးစိမ်းဒီမီးပွိုင်းကနေပြီးတော့ဒါတော့ကီလိုထုံးရဲ့ဘန်းငယ်ကသွဲကြီးအန်နူတဲ့နော်ပြောရရင်တော့မီးပွိုင်းမှာမီးစိမ်းပြနေတယ်ဆိုရင်တခြားရင်ကြောကိုအနောက်ရှက်မဖြစ်ဘူးဆိုတဲ့အခါမှာဂျော်ဝဲကြောင့်ဟာဆွေတာဘယ်ကွေ့နိုင်နေဟုတ်ပြီဒါမျိုးလေးပြထားရဆိုလို့ရှိရင်မီးစိမ်းပြတယ်ရှေ့သွားတယ်မီးစိမ်းပြနေတဲ့အချိန်မှာဒီကိုကဘယ်ကွေ့မယ်ဆိုရင်တစ်ဖက်ရင်ကြောကကားမရှိဘူးဆိုရင်ကွေ့လို့ရတယ်ပေါ့နော်ဘီဘူကိုဂျော်ဝဲကြောင့်ဆိုတာဟုတ်ပြီနောက်တစ်ခုကျတော့အကြောင်းဖြူကြီးရဲ့မြောင်းချင်းဒီဟာရဲ့နာမည်ကဘာလဲတဲ့ဟုတ်ပြီဂျွာဦးဝဲကြောင့်ဖြူကြီးဘယ်ကွေ့လို့လဲရတယ်ညီကကွေ့လို့လဲရတယ်ဆိုတဲ့သင်္ကေတပေါ့နော်အခုန양주 방 통인 표지는 쓰는 거 너 디고 아니야လုံးဝ냐 배는 냐고 촌대네 뭐ဟိုကကျတော့ရှေ့သွားတာပေါ့နော်ဘယ်ဘက်သွားလို့ရတယ်ညာဘက်သွားလို့ရပြနောက်တော့다음 안정 표지에 대한 설명으로 많은 것은 이 사이버 네 사이버 디자인보의 신배자님의 만의 야가로 차가의 좌회전 또는 다만 뭐 또는 유통할 것을 이 강외ကွေးလို့ရတဲ့အရာကိုကြီးစီရညွှန်ကြားထားတယ်ပေါ့နော်ညွှန်ပြထားတဲ့အန်ကြောင်းဖြူကြီးဘေးနေကင်းချင်းသင်္ကေတဖြစ်ပါတယ်တဲ့ဟုတ်ပြီနောက်တော့다음 안정 표지에 대한 설명으로 많은 것은ဟုတ်ပြီဒီစိုင်းမုတ်ပြဒီသင်္ကေတနဲ့ပတ်သက်ပြီးတော့မှန်တဲ့အရာကတော့ဂျာဝဲကြောင်းနီးတဲ့ခုံကြီးတွင်ဒီဘယ်ဘက်ကိုမကွေးရဘူးလို့တားမြစ်ထားတယ်ပေါ့နော်ဘယ်ဘက်ကွေးတဲ့ရာကိုတားမြစ်ထားတဲ့ချီရော့ခဲ့ဆိုနေရာမှာတဲ့ဥဝဲတူဒီညာဘက်လမ်းမကိုတဲ့ညာဘက်လမ်းမကနေပေါ့နော်ထုံရင်ဟာကိုဆိုဒီမောင်းနေရမယ့်အရာကိုချီစီရနုံကိုညွှန်ကြားထားတဲ့အရာပါတဲ့နော်ဟုတ်ပြီဒီ90တီဆိုတော့ကျွန်တော်တို့ဒီတင်ဂီတာနဲ့ပတ်သက်တဲ့အရာတဝက်ပြီးသွားပြီပေါ့နော်ဒီကောင်က9ပုတ်ထဲပါမယ်10မှတ်ဖို့ပဲဆိုပေမဲ့ဒီလောက်ပုံ90ဒီကြီးလေးလို့ရှိရင်ကျွန်တော်တို့ကမတိတဲ့မိနစ်နေတည်သွားမယ်တော်တော်လေးဒီဟိုပါဘောနော်ရင်မောင်းလိုက်ရင်ဒီနဲ့ပတ်သက်တဲ့ဟာတွေနည်းနည်းဟိုဘယ်လိုပြောရမလဲရင်းနှီးသွားမယ်ပေါ့နော်စကလုံးတွေဟုတ်ပါပြီ